အောင်းမင်္ဂလာပါဗျကျွန်တော်အိန္ဒိယဇာတ်ကားတွေပါဗျကိုလုံးပြာရောင်နဲ့မွေလေဘက်မှာရစ်ပတ်ထားတဲ့နတ်ဖျားတစ်ကောင်မြင်မှုကြလာတယ်ဒီနေ့ပေါ်လာတဲ့ပါဒီနတ်ဖျားတော့ရှီပါလို့ခေါ်ပါတယ်ဟိန္ဒူရဲ့မဟာဒေဝနတ်ဖျားတစ်ပါးဖြစ်ပါတယ်သူ့ဖြစ်စီခြင်းနတ်ဖျား God Destruction လို့လည်းခေါ်ကြပါတယ်ဟိန္ဒူရဲ့အမြင့်ဆုံးနတ်ဖျား၃ပါးပါဝင်တဲ့ဟိန္ဒူ Trinity အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့ဗီဒီယိုမှာကျွန်တော်ရှီပါအကြောင်းပြောပြသွားမှာပါကျွန်တော်မြန်မာလိုဆိုရင်တော့တီဝပါဒါပေမဲ့ကျွန်တော်ရှီပါလို့ပဲအတန်ထွက်ပြတယ်ရှီပါကိုဘလို့ပုံစံနဲ့ပေါ်ပြကြလဲဆိုသူတင်မီကွေးထိုင်းပြီးတော့၃ဝလန်ခိုင်းထားလို့ရှိပါတယ်သူကနဲ့၃ဝလန်ကိုတော့ Tarantula လို့ခေါ်ပါတယ်ရှီပါရဲ့ level မှာ boss sky လို့ခေါ်ကြတဲ့နေရာမူရောက်ဘင်းကြီးရစ်ပတ်ထားပါတယ်အဲ့လိုမျိုး level မှာမွေကိုပတ်ထားတာရှီပါအသေးချင်းကို online နဲ့တူလို့ဆိုကြပါရှီပါမှာတတိယမျက်လုံးလည်းရှိရဗျ။ဖေဒရာမဆိုအကြည့်တစ်ချက်ထဲနဲ့ဖျက်ဆီးပြနိုင်တဲ့မျက်လုံး။ဒါကြောင့်သူ့ကို God Destruction လို့ခေါ်တာဖြစ်နိုင်ပါတယ်။ရှီပါနာမည်ကြီးတာဖျက်ဆီးခြင်းနတ်ဖျားဆိုပြီးတော့ဒါပေမဲ့ဒီနေရာမှာဖျက်ဆီးရဆိုတာဟောင်းနှမ်းပြီးအသုံးမဝင်တော့တဲ့အရာတွေကိုပဲဖျက်ဆီးရအောင်။နောက်ပြီးအဲ့ဒီအရာတွေကိုပြန်လည်မွေးဖွားလာအောင်လည်းဖန်တီးပေးရပါတယ်။ဒါကြောင့်သူက Destroyer of Creator ဖြစ်နေတာ။ဒါဘလို့တက်တည်ပြရမလဲဆိုရင်ဗျာအိန္ဒိယရဲ့အထင်ကြီးခင်းကမြဖြစ်ပေါ်လာရှီပါကြောင်လို့ပြောရပါမယ်မိကနတ်ဖျားမခင်းကကိုကိုစားပြပါပါတနည်းအားဖြင့်နတ်ဖျားမမီဒီစင်းဖြစ်နေကောင်းကင်ကနေဆင်းသက်လာတော့စီးစင်းမှုအရှင်ပြင်းတော့မှာဒါကြောင့်ရှီပါမြင့်ရဲ့ရေးစီးကြောင်သူ့စပင်းထဲမှာအရင်စီးစင်းစေခဲ့တာစပင်းကနေတစ်ဆင့်မှာကဘာမှာတန်းတန်းစင်စင်နဲ့ပြန်စီးစေအောင်ဒါကြောင့်ခင်းကရဲ့ origin ကရှီပါလို့ယုံကြည်ကြပါရှီဘာနတာရာဂျာဆိုတဲ့ပုံစံနဲ့ဆိုပြောနေရတဲ့ရှီဘာကိုမြင်နိုင်ပါတယ်။ Cosmic Dancer ဖြစ်ပါတယ်။သူ့အကနာမည်ကိုတန်တဘလို့ခေါ်ပါတယ်။ဒီကစကြဝဠာကြီးရဲ့ဖန်တီးမှုနဲ့ဖျက်ဆီးမှုကိုကိုစားပြုပါတယ်။ရှီဘာတန်တဘအကကတောင်လူပြိုးပြီးမင်းအပ်တယ်လို့ဆိုကြပါတယ်။ဒီကနေ့ပတ်သက်ပြီးတော့ဒဏ္ဍာရီတစ်ခုလည်းရှိပါတယ်ရှီဘာမှာပါပတီလို့ခေါ်တဲ့မိဖုရားတစ်ပါးရှိခဲ့ပါတယ်။သူခင်မွန်ရှီဘာရဲ့တဘာဝလိုဖြစ်စည်းခြင်းနတ်ဖျားမှာကာလီဖြစ်နေတခါတည်းမှာထွက်ပေါ်လာတတ်ပါတယ်။ဒါတော့ရှီဘာနဲ့ပါပတီဆိုပြီးမဖြစ်ခင်ရှီဘာနဲ့ဆက်ဒီဆိုပြီးအချစ်ဇာလန်လေးရှိခဲ့ရတယ်။ဆက်ဒီကရှီဘာကိုငငယ်လေးကချစ်ခဲ့တာ။သူကမီးရောတက်စကမင်းကြီးကသဘောမတူပါတော့မယ်ရအောင်လက်ထပ်ခဲ့တာ။တက်စဆိုတာက creator ကဘရာမာရဲ့သားတော်နတ်ဖျားတော်ဝင်တယောက်ပါလူမျိုးတို့မတူတဲ့တားရဲ့ကြားရရတယ်ဆက်တီကရှီဘာနဲ့လက်ထပ်ခဲ့ပါဒီနေ့မှာတက်ခမင်းကြီးကခန္ဓာရဲ့ ritual တစ်ခုပြုလုပ်ခဲ့ပါတယ်အဲ့ဒီ ritual မှာအခြားနတ်ဖျားတွေကိုဖိတ်ပြီးရှီဘာကိုတော့ချမ်းလက်ထားခဲ့ပါတယ်သူခင်မုံအတရေဖြစ်လို့ဆိုပြီးဆက်တီကဒီ ritual မှာမြေခုံးဆင်းလိုက်ပါတယ်အဲ့မှာရှီဘာလုံဝမ်းနေပြီးတော့ဒေါသထွက်သွားပါတယ်ဆက်တီရဲ့ dead body ပွေပြီးတော့တန်တပအကစကပါတော့ University ကိုတဖြည်းဖြည်းနဲ့ဖျက်ဆီးပြီးဖို့ကတာဘီရှနုနတ်ဖျားဂျားဝင်ပြီးတော့ဆက်တီးရဲ့ဘော်ရီကို50ပိုင်းပိုင်းခဲ့တော့ universe မပြည့်စည်ခဲ့တာနောက်ပိုင်းမှာတော့ဆက်တီးကပါပတီဖြစ်နေပြန်လဲမွေးဖွားလာပြီးတော့ရှီဘာနဲ့လက်ဆက်ခဲ့ပါတယ်အဲ့ရောအချစ်တွင်နဲ့စက်ကြဝဠာကြီးတစ်ခုလုံးကိုဖျက်ဆီးပြီးဖို့ကြိုးစားတဲ့ရှီဘာကိုကျွန်တော်တို့တွေ့လိုက်ရတော့တကယ်ကို God Destruction အစ်စ်ပါရှီဘာရဲ့ခန္ဓာကိုအပြာရောင်ဖြစ်နေအောင်ဒေထားမိလားဒါတော့သူ့လေပင်ကအရင်အပြာရောင်ဖြစ်တာဒါနဲ့ပတ်သက်ပြီးတော့ဒဏ္ဍာရီတစ်ခုရှိပါဒဏ္ဍာရီကနတ်ဖျားတွေနဲ့အတူပါပဲအမေရိကာလို့ခေါ်တဲ့မသေးစီးတစ်မျိုးရှာဖို့အတွက်သမုဒ္ဒရာကြီးမှွေးနောက်ကြတာအမေရိကာကိုတော့တွေ့ပါတယ်ဒါပေမဲ့သမုဒ္ဒရာရဲ့ဟလာဟလာလို့ခေါ်တဲ့အစိပ်ပြင်းတစ်ခုလည်းထွက်လာပါတယ်ဘလောက်ထိပြင်းနေဆို universe ကိုတော့ဖျက်ဆီးပြနိုင်လောက်တဲ့အစိပ်ပြင်းကြီးပါအဲ့နေရာမှာလုံးကဲဖို့အတွက်ရှီဘာတောက်ချလိုက်ပါတယ်ပါပတီကသူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းကျန်တဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုပြည့်ရမှာသွားအောင်သူ့ရဲ့ level ကိုဖိထားပေးလိုက်ပါတယ်။ဒါကြောင့်အစိပ်က level မှာပိတ်မိသွားတာပါ။ level လည်းအပြာရောင်ပြောင်းသွားပါတယ်။ရှီဘာလည်းနီလာခန္ဓာ level ပြာဆိုတဲ့နာမည်ရသွားပါတယ်။ရှီဘာကခေါ်ယောဂလည်းဖြစ်ပါတယ်။
ယောဂဆိုတာခန္ဓာကိုယ်နဲ့စိတ်ရဲ့ limit တွေကိုကျော်လွန်မှုကျင့်ကြံအားထုတ်ရတဲ့စိတ်ဆွမ်းအားဆိုင်ရာကျင့်စဉ်တစ်ခုပါသူ့ကို great yogi လို့လည်းခေါ်ကြပါတယ်ဟိမွန်ဒါတောင်ထိပ်မှာတရားထိုင်နေလေးရှိပါတယ်အိန္ဒိယမှာရှီဘာကိုဖျားလို့ကိုးဝယ်တဲ့ဘာသာတစ်ခုရှိပါတယ်ရှီဘာရီဇင်လို့ခေါ်တာပါခေတ်သစ်ဟိန္ဒူဘာသာမှာကိုးဝယ်နေကြပါတယ်အိန္ဒိယတီးလင်္ကာနဲ့နီပေါနိုင်ငံမှာရှီဘာရီဇင်ကလက်ရှိချိန်ထိထွန်းကားနေဆဲဖြစ်ပါတယ်ဆိုတော့ရှီဘာရောင်းရလောက်ပါပဲဗျနောက်ဝေမှာဘရာမာဗစ်နုရှီဘာတို့နဲ့ဖွဲ့စည်းထားတဲ့ဟိန္ဒူ Trinity ကစัจ java လာကြီးကိုဘလို့ဖန်တီးခဲ့တယ်ဆိုတာရယ်ဟိန္ဒူဒဏ္ဍာရီကစัจ java လာကြီးဘလို့စတင်ဖြစ်တည်လာတယ်စတွေကိုပြောပြသွားတော့ channel လေးကို subscribe လုပ်ပေးသွားတော့တောင်းဆိုပါရဗျ